ကြွားကျင်လို့ဒါလေးကအခုပဲပြီးသွားတဲ့ customize order လေးပါအိတ်ဒီဇိုင်းကတော့ဒါပိုင်တို့ရဲ့ best seller item ဖြစ်တဲ့ hobo တုတ်ဒါလက်ဆိုင်လေးပေါ့နော်အကြီးဆုံး site ဖြစ်ပါတယ်ဒီအမကဘယ်လို offer တွေနဲ့ customize order မှာထားတာလဲဆိုတော့ zip ကို metal zip ပဲသုံးမယ်ဒီ metal zip ရဲ့ဘေးအသွားကိုအနက်ရောင်ပဲသုံးခြင်းတယ်ပေါ့နော်ပြီးတော့ကြိုးကိုအိတ်ရဲ့ body ချုပ်ထားတဲ့အသားနဲ့ပဲကြိုးပြန်ရခြင်းတယ်အိတ်ကလုံးဝရိုးရိုးရှင်းရှင်း design ပါเนาะရိုးရိုးရှင်းရှင်းလုံးဝ aesthetic plain လေးပေါ့เนาะtimeless pattern လေးမှာထားတယ်အဓိက customer အမရွေးထားတာက color ပါဒီ indigo blue color ကိုလုံးဝရအောင်ရွေးထားတာပါဆိုတော့ဒါအရာမိုက်တယ်အပြင်မှာဒီထက်ပိုပြီးတော့လှဒီလားကင်မရာထဲမှာထက်အပြင်မှာပိုပြီးတော့လှပါတယ်အရန်မိုက်တော့အဲ့တော့ဒါလေးလာကြွားတာဒီလိုမျိုး customize order လေးတွေမှာလို့ရပါပြီအဲ့လိုပဲကျေးဇူးပါတတာ